ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ကိုယ့်ရဲ့ကွန်ပျူတာကို memory stick ချောင်းရှိရုံနဲ့Windows အလွယ်တကူတင်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်နဲ့တူတူတစ်ချက်လိုက်ကြည့်လိုက်ရအောင်ဗျအရင်ဆုံးမိတ်ဆွေကဒါမျိုး memory stick လေးချောင်းလုပ်မယ်ပေါ့နော်အနည်းဆုံးတော့ 8GB ရှိရမယ်ပေါ့နော်ကျွန်တော်ကတော့ UEFI ရဲ့ Legacy ရဲ့နှစ်မျိုးလုံးကိုကျွန်တော်ကသုံးနေတဲ့လူဆိုတော့ကျွန်တော်ကmemory stick နှစ်ချောင်းဆောင်ထားတာပါဗျပြီးတော့ဒီ stick ထဲကိုကျွန်တော်တို့ကfile ထည့်မယ်ပေါ့နော် window file လို့ခေါ်တယ် file လေးတစ် file ထည့်မယ်ပေါ့နော်ဒီ window file ကိုကျွန်တော်တို့ဘယ်မှာ download ဆွဲမယ်download ဆွဲပြီးတော့ဒီထဲကိုထည့်လိုက်တာနဲ့ဒါ window တင်တဲ့ stick ဖြစ်သွားပြီပေါ့နော် window တင်တဲ့ stick ဖြစ်သွားပြီပေါ့နော်ဒီ USB stick လေးရှိတာနဲ့မိတ်ဆွေကကိုယ့်ကွန်ပျူတာမှာ window ကိုအလွယ်တကူတင်လို့ရမယ့်အခြေအနေဖြစ်သွားမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုကျွန်တော်လည်းသူချက်လိုက်ကြည့်လိုက်ရအောင်ဗျဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ရဲ့ဒီ browser မှာပေါ့နော်ဒီ Rufus ဆိုတဲ့ software လေးကို download ဆွဲရမှာဖြစ်ပါတယ်ဗျဒီ website ထဲဝင်ပြီးတော့ Rufus ဆိုတဲ့ software လေးကို download လေးဆွဲမယ်နော်ဟုတ်ကဲ့ပြီးတော့ဒီမှာနောက်ဆုံး version ပေါ့ဗျာဟုတ်စတင် download ပြီဆိုပြီးတော့ဒါကျွန်တော်က download ဆွဲပြီးသားဆိုတော့ဒါdownload ဆွဲပြီးသားဆိုတော့ဒီလိုတန်းပေါ်လာတယ်ပေါ့နော်ဒါဆိုရင်ဒီ software လေးမိတ်ဆွေ download ဆွဲပြီးသွားပြီเนาะဟုတ်ကဲ့ဒီဟာလေးကိုခဏထားမယ်အခုကျွန်တော်တို့ကကျွန်တော်တို့ Windows Media 2ဆိုတဲ့ file ကိုကျွန်တော်တို့ကရှာမယ်ပေါ့เนาะ Google မှာcuration to ဟုတ်အဲ့ဒါဆိုဒါ Microsoft ရဲ့ဒါ official website ထဲမှာကျွန်တော်တို့ကအဲ့ဒီ file ကိုတွားပြီးတော့ download ဆွဲမှာပေါ့နော်မိတ်ဆွေကWindows 11တင်ကျင်တယ်ဆိုရင် Windows 11ကိုဒီမှာ download ဆွဲပေါ့နော်ကျွန်တော်ကတော့ Windows 10တင်မဲ့အတွက်ကျွန်တော်က Windows 10ကိုကျွန်တော်က download ဆွဲပါမယ်နော် Windows 10ကိုဒီမှာ download လေးဆွဲပါဒီမှာ download now ဆိုတာလေးရှိတယ်ဗျဟုတ်အဲ့ဒါလေးကိုကျွန်တော်ကနှိပ်ပြီးတော့ download ဆွဲမယ်နော်ဟုတ်ကဲ့ဒါဆိုရင်ဒီကျွန်တော်တို့ကအဆက်လေးနှိပ်ပြီးမယ်ကျွန်တော်ကတော့ဒီမှာ Windows 10လုံးမှာဆိုတော့ကျွန်တော်ကဒီအောက်ကစာတန်းလေးကိုကျွန်တော်ရွှေ့လိုက်မယ်ပေါ့နော်ပြီး next နဲ့ next ပဲတွားမယ်ဟုတ်ပြီဒီမှာကျွန်တော်ကISO file ကိုကျွန်တော်က download ဆွဲရပေါ့နော် download ဆွဲရဆိုတော့ကျွန်တော်ကဒီမှာ ISO file ကိုရွေးလိုက်ပြီဗျရွေးပြီးတော့ကျွန်တော်ကဒီမှာ next ကိုနှိပ်မယ်နော်ဒါတော့ file location လေးရွေးပေးရမှာပေါ့နော်ကိုအခုကျွန်တော် download ဆွဲမဲ့ ISO file ကို location လေးရွေးပေးတာပေါ့နော် save လေးနဲ့နှိပ်လိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်တို့100ရာခိုင်နှုန်းပြည့်တဲ့အထိကိုကျွန်တော်တို့စောင့်ပေးရမယ်ပေါ့နော်အခု download ပြီးသွားပြီဆိုရင်ကျွန်တော်တို့ download ဆွဲထားတဲ့ Windows file လေးကိုအခုကျွန်တော်တို့ software ထဲကိုကျွန်တော်တို့ထည့်မှာဖြစ်ပါတယ်เนาะအဲ့ဒီနေရာမှာကျွန်တော်တို့ဒီအပေါ်ဆုံးက device ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရဲ့ USB stick လေးကိုကျွန်တော်တို့ရွေးရမယ်เนาะကျွန်တော်တို့ကွန်ပျူတာမှာလည်းကျွန်တော်တို့USB stick လေးကိုထိုးထားမယ်เนาะ boot option မှာကျွန်တော်တို့ကဒီဒုတိယ option လေးကိုရွေးမယ်เนาะ select ဆိုတဲ့နေရာမှာကျွန်တော်တို့စောနာ download ဆွဲထားတဲ့ Windows file လေးကိုရွေးလိုက်မှာဖြစ်ပါတယ်ဗျပြီးကြရင်အခုကျွန်တော်တို့ start လေးကိုစနှိပ်လိုက်မယ်เนาะ okay လေးကိုနှိပ်ပေးလိုက်ပါမယ်100ရာခိုင်နှုန်းပြည့်ပြီဆိုတာနဲ့မိတ်ဆွေရဲ့လက်ထဲမှာ Windows အလွယ်တကူတင်လို့ရနိုင်တဲ့ USB stick လေးကိုပိုင်ဆိုင်နိုင်ပါပြီဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ